18th birthday vlog. ခုက4နာရီခွဲမတိုင်ခင်လေးပေါ့ဟိုဂျူလီထားပါတော့မယ်ပြီးရင်တကယ်ချင်းအိမ်တော်ကြီးမိတ်ကလေးမို့ဂျူလီပြင်စရာရှိရပြင်ချူတော့ပါမယ်စင်မခဏနေဆွန့်ကိုင်ဝတ်မယ်ညီမဝတ်ဆောင်လေးကိုယူပါတယ်။ညနေအတွက်ပစ္စည်းလေးယူနေပါတယ်။ဟုတ်ရောအင်းလေးပေးပါပြီ။အပြင်ကျွန်တော်ညနေတော့တော်ရပါမယ်။ခုတော်ရပါမယ်ခုတော့လေးရောက်ကြနေပါခု9နာရီခွဲရမှာဖြစ်ပါတယ်။အောင်မဲနေတရားပါဟုတ်ကဲ့။စလိမ့်နေပါပြီ။好稀奇的感觉，没有。ကျွန်တော်အတမ full makeup ဒါပထမဆုံးတစ်ခါလိမ့်တာပေါ့နော်အဲကြောင့်လေဒီဒါပါခေါ်တာ eyelashes ဒီ fake eyelashes တော်တော်များများမျက်ရည်တွေထွက်လာဖြစ်ပါတယ်ဒီဝတ်ချင်ကြီးရတယ်တော်တော်လေးစိတ်မစရာကောင်းပါတယ်ဟုတ်ကဲ့ဒါတော့ကျွန်တော် makeup လိမ့်ပြီးအာလီနာပါ makeup လိမ့်ပြီးတော့အခုနောက်ရင်တော့ရမှာပါခုဂျူလီအိမ်ပြန်ရောက်လာပါပြီခုအိမ်ကနေဟိုဘက်အိမ်ကိုတော့ပြီးဆွမ်းဖကမှာဖြစ်ပါတယ်ခုဒီရောက်လာပါတယ်ခဏနေဆွမ်းတော့မှာပေါ့ပေါ်စောရေးပါညာလေးခင်းနေပြီဒီနေ့ရောက်ခဏရွေးကြမှာပါဒါကကျွန်တော်တို့မိသားစုဆွမ်းကနေတဲ့ footage လေးတွေပါဒါကကျွန်တော်တွေ့မှလေးပါမောင်နှမတွေတူတူတောက်ပေါက်ရိုက်ကြပါတယ်ဒါဒီလေးလေတငယ်ချင်းတွေအိမ်လာပြီးတော့စားရင်လေးပေါ့နော်ဒါဆန္ဒဝင်းလေးကိုရောက်လာဖြစ်ပါတယ်ထားတော့လည်းမသိဘူးကျွန်တော်ဘယ်လိုအလိုလမ်းလျှောက်လာလဲဆိုတာပြပြနဲ့တပုံနေရိုက်ပါတယ်ဒါမြောက်လောင်းနှစ်ကောင်ပေါ့ဒီနေ့နိုင်အတွင်းမှာတကယ်ချင်းနေအိမ်ရောက်ပြီးတော့ခါကြတော့သူတို့နဲ့ကျွန်တော်တပုံရိုက်ကြပါတယ်ဒါကျွန်တော်ဖေးရကျွန်တော်တကယ်ချင်း YouTube မူးကောင်တွေကညနေအတွက်ကောင်းဝင်ဆိုင်ရင်အိမ်ကြီးခဏလောက်လေးလိုက်တာပေါ့ကျန်းနေပြီးတော့ကနေကိုရှင်းသွားပြီးအလီရောကတော့ဆွတ်မှနေပါတယ်ဒါကျွန်တော်အစတယောက်တည်းတရက်လုံးကျွန်တော်တရားမဲ့တယ်ကိုစီစဉ်ထားတာပေါ့နော်အဲ့ဒါကိုဒီကောင်မလေးကရှုပ်ထုတ်လေးပါလာပါတယ်ဟုတ်ကဲ့ပါချင်းမောင်မီနဲ့ခရီးပါဝတ်ထားတာပေါ့နော်ခုက outfit နဲ့ပြီးပါပြီခုအရှင်ပါပါတယ်ခုကအလီဘာဘာရောက်လာတာဖြစ်ပါတယ်ခဏနေဒီဆော်ရပါမမိုင်ဆော်ရပါဒါမမဆောရ footage လေးပါဒါကတော့ဂျင်းမုံနေပေါ့လက်စုရွှေခုနဲ့အတူတူလေးဆွတ်ပါတယ်ဒါကတော့ထီတော့မှာလောက်စားနေရပါတော့လက်စုရွှေခုရုပ်တရက်ဗီဒီယိုထားရိုက်တာပေါ့ကျွန်တော်ချောလို့ဆိုပြီးတော့ vlog ထဲထည့်ထားပါတယ်ပို့ပြီးတော့တတူတာထုံးမှဖြစ်ပါတယ်။အားပြီးလို့ရှိရင်ကျန်တာပြီးလို့ရှိရင်ကျွန်တော်ရဲ့ my own day ပေါ့နော်။ 18th birthday ညကိုတယောက်တည်းဖြတ်တန်းလာတယ်။အရက်ကလေးပါလေးညာလေးနဲ့ဖိတ်ကလေးနဲ့ဖိုက်တာကိုရောက်ရှိလာပြီးဒါကျွန်တော်ထပ်တူပေးပါကျူပီတာရောက်လာပြီးတော့ကျွန်တော်ရဲ့စားစရာတွေမရောက်လာခင်မှာကျွန်တော်အလားပြင်ပါတယ်
ကျွန်တော်ကပီဘာလေးနှစ်ကောင်လေးရဲ့တူတူတင်တာစားကြပါတယ် 长寿面မစားဘဲနဲ့အီတလီခေါက်ဆွဲနဲ့အမေသားခင်စားပြီးရချိတ်ကဘုံတောက်ပါတယ် ဒါလေးကတော့ရုပ်ချောချောလေးနဲ့ထိုင်စားပြနေရပါဘောနော်ဟိုဟာလေးစားလိုက်ဒီဟာလေးစားလိုက်ကင်မရာလေးတစ်ချက်လောက်ကြည့်လိုက်နဲ့ခရင်နဲ့ဒါရီဟိုလိုကိုင်းဒီလိုကိုင်းဒါကတော့အရက်တောက်ပြီးဆွေးနေရပါကိတ်ကလေးရောက်လာတော့ကိတ်ကလေးကိုဖောက်ပါတယ်ဖောက်နေပါတယ်ဒါကျွန်တော်မှတ်ထားတဲ့ကိတ်ကလေးပါအခုကတပုံရမယ့်အခန်းလေးပဲဖြစ်ပါတယ်အစားမိုင်းဒီဆိုပြီးကွာကိုခွဲပြီးကွာကိုစားမလို့ဒါမဲ့ရုပ်တရက်ကွာကိုမခွဲချင်တော့လို့အိမ်ပြန်လိုက်ပါတယ်ဒါကတော့ကျွန်တော်ဖဲယူလေးနဲ့ကျွန်တော်ကပ်ပြီးပါလေးပါကျွန်တော်ရုပ်တရက်စိတ်ပါတော့လို့ကျုံးပြီးရောက်သွားပါတယ်ကျွန်တော်ကခဏရက်ပြီးယူကြောင်မှုကြောင့်နေထားလုပ်ပါတယ်အိမ်ပြန်ပဲခွဲနဲ့ကိတ်ခွဲပါမယ် ဒါအဖေဖုန်းတိုက်ချတာတစ်ခါ 我来开微了，我打那个。我打那个笔记，打那个笔记的，我打那个。我打那个比没看见了，还比把你说的。 တန်တော့တစ်ခါ ဒါကျွန်တော်အကြာကြီးဆိုမှအကြာကြီးဆူတောင်းနေရဖြစ်ပါတယ်ကျွန်တော်ဘာကြီးဆူတောင်းလဲကျွန်တော်အခုတော့မိသွားပါပြီ ကျိုးလေးအိမ်ပြန်ရောက်ပါပြီဒီကဒီတူလောင်ထားတဲ့အရက်ဖြူလေးကိုတစ်ခွက်တောက်မှာဖြစ်ပါတယ်ဒီအရက်ကတော့ကျွန်တော်နန်စီကအဖွားကအဖေကိုလက်ဆောင်ပေးရတော့အဖေကအရက်မတောက်တော့ကျွန်တော်ပဲတင်ထားတာအဲ့ဒါကိုကျွန်တော်လက်ထက်ရောက်တော့ကျွန်တော်တွေးမိရဒီအရက်ကကျွန်တော်နဲ့မွေးရက်တူတူပဲဒီမှာကြည့်မယ်မြင်ရတာမသိဘူး2009နောက်ပိုင်းစနေရက်နေမှာပဲကျွန်တော်နဲ့မွေးရက်တူတူပါပဲဟုတ်နော်ကျွန်တော်သက်ဆက်ရှင်နေဒီအရက်ရဲ့သက်ဆက်ရှင်နေမှာကျွန်တော်တစ်ခွက်တောက်မှဖြစ်ပါတယ်ဟုတ်ကဲ့ပါပြည့်မဲ့ပုံမယ်နည်းနည်းလေးပဲတောက်ကြည့်ပါမယ်ကျွန်တော်ကြောက်အိမ်နာမှာဘဝပြတ်သွားတာပေါ့နော် ကျွန်တော်နောက်တစ်ခွက်ထပ်ပတ်တော့ရတော့ကျွန်တော်မျက်ရည်ရောက်ထွက်လာပါပြီခုကျွန်တော်ရေတော့တောက်ပါတော့မယ်ဒီနေ့ vlog ရတော့တာပါပဲ bye bye အာဖေရ